တဲ့ရထဲမှာအလုပ်လုပ်ပြီးတော့မှမမပန်းပန်းနဲ့ပြန်လာပြီးဟင်းရလည်းမကြက်သေးဘူးဆိုရင်မြ мян ဆန်ဆန်အမေကဒီဟင်းလေးကောက်ချက်လိုက်တော့တာပဲအခါတလေကြရင်လေကြပြကြရနဲ့မြ мян ဆန်ဆန်ချက်လိုက်တဲ့ဟင်းတွေကပို့ပြီးတော့တောင်းထမင်းမိန်သေးတယ်ရှင်အရင်ဆုံးကြက်သွန်ဖြူကိုစီတက်လိုက်မယ်ကိုင်းခရမ်းချင်တီကိုဘာအခုပစ္စည်းမှမပါဘဲနဲ့လက်နဲ့အခုလိုမျိုးဖြစ်ပြီးတော့မှပေါ့နော်ခြေထည့်လိုက်တယ်ကျမတို့ရွာဘက်ဒီမှာဆိုရင်ဒီကိုင်းခရမ်းချင်တီကိုပဲအဓိကသုံးကြတယ်သူကလေချက်ရတာမြန်လဲမြန်တယ်ကြည်လဲကြည်လွယ်တယ်နောက်ထပ်သူအချင်းတက်လေးပါပြီးတော့မှပို့ပြီးတော့စားလို့ကောင်းတယ်ခဏလောက်ခြေပြီးသွားပြီဆိုရင်ကျမကအယောင်တင်မုံလေးထည့်ပြီးတော့မှလုံးဝကြည်သည်အထိခြေထားပေးလိုက်ပါမယ်ဒီကိုင်းခရမ်းချင်တီကကြတော့အသားထူတဲ့အသီးတွေလိုအကြာကြီးရေထည့်ပြီးတော့မှချေးနေစရာမလိုဘူးသူကခဏလေးနဲ့ကြည်လွယ်တယ်ခရမ်းချင်တီလေးတွေလည်းလုံးဝကြည်သွားပြီဆိုရင်ကျမကကြက်ဥလေးလုံးဖောက်ထည့်လိုက်မယ်ပြီးရင်ကျမတို့ကြက်ဥလေးတွေလုံးဝကြည်သည်အထိအဆက်မပြတ်မှွေပြီးတော့မှကြက်အောင်ကြော်ထားလိုက်ပါမယ်ကြက်ဥလေးတွေလည်းကြက်သွားပြီဆိုရင်အရသာတွဲငန်းပြအိမ်နဲ့အချုံမုံလေးထည့်လိုက်မယ်ငရုတ်သီးစင်းကိုကြတော့အတောင့်လိုက်လေးထည့်ပြီးတော့မှခဏလောက်ကြော်ထားပေးလိုက်ပါမယ်အခုဆိုရင်တော့ချက်ရတာလည်းလွယ်ကူမြန်ဆန်ပြီးတော့စားလို့လည်းကောင်းတယ်ကျမတို့ရဲ့ခရမ်းချင်တီကြက်ဥမွေကြော်လေးကစားလို့ရပါပြီရှင်